ကဲ2 3D lucky go channel ရနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့20ရက်3လ2025ခုနှစ်မှာကျွန်တော်နေကုန်ကီးရဲ့ဝမ်းချင်းရဲ့ပြပေးမယ်ဟုတ်လားနေကုန်ကီးက9.8ကီးကမနက်ညနေကုန်3-5ချင်းရတော့မနက်ပိုင်းပဲညနေဘက်အချင်းကြလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်เนาะဟုတ်ပြီကျွန်တော်3-5-8ကီးနဲ့9-3ဝမ်းချင်းကိုကျွန်တော်တွဲပေးထားတယ်ကဏ္ဍလေးတွဲပေးထားတယ်ပြီးတော့ကလင်နာရတဲ့ main quad ကလေးကိုလည်းကျွန်တော်အခုထည့်ပြီးတော့ဒီမှာတစ်ပြိုင်နဲ့တွဲပြထားပေးပါတယ်เนาะအခုတွဲပြထားတဲ့အခါမှာကျွန်တော်ထိုးနိုင်တဲ့လူတွေကဒီကနန်း12ကွက်အကုန်ထိုးပြီเนาะမထိုးနိုင်ဘူးဆိုရင်လည်းကျွန်တော်အခု main quad တွေရန်ကွက်တွေထပ်ထုတ်ပေးမယ်အဲ့လာလေးပဲထိုးဟုတ်လားထိုးနိုင်တဲ့လူတွေအကုန်လုံးထိုးပြီးတော့မှ main quad ရန်ကွက်လေးတွေကိုပဲတင်ထိုးခြင်းတယ်ဆိုလဲတင်ထိုးရပါတယ်เนาะဟုတ်လားကျွန်တော်နောက်ထပ်ပြောမယ် break เนาะ break ကကျွန်တော်က6 break ကိုကြိုက်ပါတယ်ကျွန်တော်ထိုးရတယ်เนาะ6 break ကိုကြိုက်တယ်ဟလာ6 break ကိုကြိုက်တယ်အခုကျွန်တော်ပြထားတဲ့အကွက်လေးကိုထိုးနိုင်လေးတွေအကုန်ထိုးမထိုးနိုင်ဘူးဆိုတော့အခုကျွန်တော်ရွေးပြင်မဲ့ကဏ္ဍလေးကိုထိုးဟုတ်လားเนาะရွေးပြင်ကဏ္ဍလေးကကျွန်တော်ကြိုက်တဲ့ဒီမနေ့ရွေးပြင်မဲ့ကဏ္ဍလေးတွေက9-5ဟုတ်လားเนาะကျွန်တော်ကြိုက်တာ main အနေနဲ့ကြိုက်ပါတယ်9-5ဟုတ်လား9-5 main အနေနဲ့ကြိုက်တယ်နောက်တစ်ခု4-5 5-4ဟုတ်လားရန်အနေနဲ့ကြိုက်ပါတယ်เนาะဒီနှစ်ကွက်ကိုကျွန်တော်ကြိုက်တယ်နောက်တစ်ခုထွက်လာမှာဘာလဲဆိုတော့ကျွန်တော်40လေးကြိုက်တယ်ဒါပေမဲ့40ကြိုက်တာဖြစ်တယ်တော့40ကမနက်စေးထွက်ပြီးသားဆိုတော့အဆင်မပြေဘူးခက်လားလောလောဆယ်ကျွန်တော်9-5 main 4-5 5-4ရန်ဒီနှစ်ကွက်ကြိုက်တယ်ဟုတ်လားလူမျိုးကြိုက်တဲ့လူကလည်းယူထိုးရင်လည်းယူထိုးယူမထိုးလည်းအကုန်လုံးထိုးချင်တယ်ဆိုတော့ထိုးဒါမှမဟုတ်နှစ်ကွက်တည်းထိုးနေတဲ့လူကထိုးတော့ကြနှစ်ကွက်တည်းထိုးပြီးတော့မှဒီကျန်တဲ့ကွက်တွေကထွက်သွားရင်လည်းစိတ်ထဲမကောင်းဖြစ်အောင်ဟုတ်လားနော်အကုန်လုံးထိုးအကုန်လုံးနည်းနည်းလောက်ပဲဈေးပိုးကြံလောက်ပဲအရင်ကြီးလောက်ပဲထိုး main ကွက်နဲ့ရန်ကွက်နဲ့ကိုတော့နည်းနည်းလေးတင်ထိုးဟုတ်လားနောက်တစ်ခုကကျွန်တော်ဒီတချို့ကြတော့ဝမ်းငိမ့်ပဲရတယ်ကီးလိုချင်တဲ့လူတွေကဝမ်းငိမ့်မလို့ချင်ဘူးဝမ်းငိမ့်ကိုဝမ်းငိမ့်အမြဲမှန်နေကီးပဲလိုချင်တဲ့လူတွေကကျွန်တော်ရဲ့9.8ကီးလေးနဲ့ပဲမိမိကြိုက်တဲ့ဝမ်းငိမ့်နဲ့ကတ်ထိုးတချို့ကြတော့လည်းဝမ်းငိမ့်ပဲလိုချင်တဲ့ကီးမလိုချင်ဘူးသူတို့မှလုံးဝရှိတယ်ဒါဆိုလဲကျွန်တော်ရဲ့ဝမ်းငိမ့်လေးနဲ့ကတ်ထိုးပြီဟုတ်လားနော်ညနေပိုင်းကြလို့ရှိရင်ကျွန်တော်ဒီ YouTube တင်ပြတာရှိတယ်တခါကြောင့်မအားတော့မတင်ပြတာရှိရဆိုရင်ကျွန်တော်ရဲ့ TikTok channel เนาะနောက်တစ်ခုက Telegram channel ရှိပါတယ်เนาะဟုတ်ပြီကျွန်တော် Telegram channel လေးကကျွန်တော်တခါရေးပြပေးလိုက်မယ်เนาะကျွန်တော် Telegram channel ကကျွန်တော် Telegram channel လေးမှာကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုရိုက်ရှာမလဲဆိုတော့ဒါတီเนาะဟုတ်ပြီဒါကျွန်တော်ရဲ့ Telegram channel ပါเนาะဒါကျွန်တော်ရဲ့ Telegram channel ဖြစ်ပါတယ် Thai Lottery Lucky Star ဟုတ်လားဒီ channel မှာလည်းကျွန်တော်နေ့စဉ်နဲ့ဝမ်းချင်းတွေလုံးမိုင်းတွေပတ်သီးတွေနေ့စဉ်နဲ့မနှညတင်ပေးတယ်ဝမ်းချင်းတွေလည်းတင်ပေးတာဖြစ်ပါတယ်เนาะဒီ channel လေးမှာလည်းတွားပြီးတော့ကြည့်လို့လည်းရတယ်ဟုတ်လားကျွန်တော်ဒီ channel လေးเนาะဒီ channel လေးဟုတ်လားเนาะကျွန်တော်ဒီ channel လေးဟုတ်လားเนาะကျွန်တော်ဒီ channel လေးမှာကျွန်တော်ဒီ logo လေးနဲ့2-3 lucky star ဆို logo လေးနဲ့ကျွန်တော်လုပ်ထားပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ခုပြောဦးမယ်ကျွန်တော်အရင်ဘက်ကကျွန်တော်ချဲကိုပေးလိုက်တာနည်းနည်းလေးကတ်လွဲပါเนาะဟုတ်ပြီကျွန်တော်ဒီဘက်ကလင်နာကနေပြီးတော့ရထားတယ်လုံးဝချဲတစ်ခွက်ကောင်းရှိတယ်ဟုတ်လားလုံးဝချဲတစ်ခွက်ကောင်းရှိတာကျွန်တော်အနာနီးတက်ပြီးတော့ YouTube ကနေပြန်လဲတင်ပေးမှာဖြစ်ပါတယ်ကျွန်တော် YouTube channel လေးကိုလည်း subscriber လေးလုပ်ပေးချပါ share လို့ရတဲ့2D channel အကုန်လုံးမှာကျွန်တော်ရဲ့ YouTube channel လေးကို share ပေးကြပါเนาะဒါကျွန်တော် YouTube channel နောက်တစ်ခုဘက်ကလောက်တာတဲ့ channel ပါကျွန်တော်မူရင်း channel က live လွှင့်မှာဖြစ်ပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ခုကျွန်တော် comment မှာကျွန်တော်ဒီ TikTok Telegram channel လေးကို comment ပေါ်မှာလည်းရေးပေးထားပါ live join ပြပါဦးเนาะအားလုံးကျေးဇူးတင်ပါတယ်